ဒီဗီဒီယိုဆက်စချင်းကျွန်တော်တွေးလိုက်တော့အရန်ကြောက်သွားဗျကြောက်လဲကြောက်ချင်စရာကြီးပဲလေပင်လယ်ပြင်တစ်ခုလုံးသွေးနေဖုံးလွှမ်းနေတဲ့ကိစ္စကြီးอ่ะဘလောက်တောင်ဘသူတွေဘလောက်ကြည့်တော့မှတေထားလို့ဘလောက်တောင်စိုးစိုးဝါးဖြစ်ရမျိုးကြုံခဲ့လို့သွေးနေပင်လယ်ပြင်တစ်ခုလုံးဖုံးလွှမ်းသည်ဖြစ်သွားလဲဆိုတော့စဉ်းစားလို့မရဘူးဗျာစဉ်းစားကြည့်ဗျာတကယ်တမ်းဆိုရင်ဒီလောက်ပင်လယ်ပြင်တစ်ခုလုံးသွေးနေဖုံးလွှမ်းမဲ့ကိစ္စမှာအသက်ပေါင်းဘလောက်တောင်ပေးဆက်ခဲ့မှဒီလောက်များပြားတဲ့သွေးတွေကိုရပြီးတော့မှဒီပင်လယ်ပြင်တစ်ခုလုံးရဲရဲနှီးသွားမှာလေဗျာအဲ့တော့ဒီဗီဒီယိုကျွန်တော်စစကြည့်ခြင်းမှာကျွန်တော်အဲ့လိုမျိုးတွေးမိပြီးတော့အရန်ကြောက်သွားဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမျိုးမဟုတ်ဘူးဗျာဒီဥစ္စာတွေကတကယ်သွေးအစ်စ်တွေမဟုတ်ဘဲနဲ့သွေးရောင်ပေါက်နေတဲ့ရေဖြစ်နေတာဘာလို့အဲ့လိုဖြစ်နေလဲဆိုတော့ဒီဟာကြီးဖြစ်တာကတော့ဒီပါရှန်ပင်လယ်ကွေ့နာကအီရန်နိုင်ငံဟော်မုဇ်ကျွန်းလို့ခေါ်တဲ့နေရာမှာဖြစ်တာပေါ့နော်တိတ်မကြသေးခင်ရက်တုန်းကအဲ့ကျွန်းပေါ်မှာမိုးတွေအရန်ရွာပြီးတော့ရေကြီးတယ်အဲ့ရေကြီးတဲ့ခါမှာအဲ့ကျွန်းပေါ်ကိုရေကြီးကျပြီးတော့အဲ့ကျွန်းထဲကနေပြီးတော့မြေစီလွာပေါ်ကိုရေရိုက်ပြီးတော့မှပင်လယ်ထဲကိုစီးဝင်သွားတာထူးဆန်းတာအဲ့ကျွန်းကအနီရောင်ဖြစ်ပြီးတော့မှရေကျပြီးတော့ပင်လယ်ထဲကိုစီးဝင်သွားတာအဲ့ကျွန်းကအနီရောင်ဖြစ်နေတဲ့အကြောင်းရင်းကလည်းဟေမတိုက်လို့ခေါ်တဲ့တန်အောက်ဆိုက်ဓာတ်တွေရှိနေလို့ပေါ့နော်အဲ့ကျွန်းမှာမီးတောင်လည်းရှိတယ်ဗျာအဲ့ကျွန်းမှာပြီးတော့အဲ့ကျွန်းမှာရှိတဲ့ကြောက်တွေမြေစီလွာတွေမီးတောင်ကြောက်တွေအကုန်လုံးကအနီရောင်တွေအဝါရောင်တွေအနီဘက်တန်းနဲ့အရောင်တွေပဲဒါကြောင့်မလို့ဒီကျွန်းတစ်ခုလုံးကထူးထူးဆန်းဆန်းအနီရောင်ရင်းဖြစ်နေတော့မိုးရွာပြီးရေကျတဲ့အခါမှာဒီမြေစီလွာတွေကရေထဲကိုစီးဆင်းသွားပြီးတော့မှအနီရောင်ဖြစ်ပြောင်းသွားတာ